မတက်ဘူးတော့တွေ့တာမဟုတ်ဘူးဒီနမလောက်ကွာလို့အာပပဖွားတွေရတော့နော်ကောင်းနေမြန်နော်ချော်ကန်ရဲ့ fighter ဖွားတွေကလည်းတကယ်ကိုချစ်ဘူးပြောလဲဝေယုံတော့အတော့ကောင်းဘယ်ဟာလဲဟိုဘီနာလားအေးချော်ကန်စားပြထိုးထားတယ်ဘယ်လေးဝမ်းလေးခူထားပြီဒါပေမဲ့သူတို့ပေးမဘယ်လေးတင်ထားတဲ့ညိုလေးမိတော့မိတယ်မိုက်တယ်ခင်ဗျာနော်ဟမ်ပြောတာဒီပွဲကတော့မျှသွားပြီမြန်နော်ပွဲကကျိတ်နေပဲရင်းညှိတက်တယ်နောက်ထွက်သွားပြီကဲညိုလေးစားပေးကဲကိုနော်ဒိုင်ရှိတယ်နော်ဒိုင်ကြည့်ပေးမယ်ဒါဆိုလည်းကောင်းပါပြီဘာလို့ဟိုဒီကြပြောင်းနေမပြောင်းနေပြောနေအောင်မယ်မထိမရပြီးသွားပေါ့ခဏဆောင်လားမတူမှာခေါ်ဆုံးမဖို့ဘူးနိုင်မတူမဆွဲဒီနေ့ပွဲစဉ်တွေကတော့နော်ဘယ်ကြီးတွေပေါက်လဲဝင်လည်းမဟုတ်ပါဘူးတော့ပေါ့ရှင်းဝင်မှလိုက်ပြောတယ်ဟောတော့ဝင်မေးတော့မိမတက်တော့တယ်ချင်းတွေပဲပေးချင်းလက်ချင်းမချင်းချင်းမချင်းချင်းကြောင်းလေးပဲကဲနော်ဘိုးတော်ကတော့ပြောလိုက်ပါပြီနော်သူမိမတစ်တော့တင်လိုက်ပေးတဲ့လိုက်မပေးတဲ့သူ80လိုက်ဆဲမှာတယ်နော်ဘိုးတော်ကတော့မဟုတ်ဘာမှတိမရအောင်ဘာပဲတိမရအောင်ဘာတစ်ခုမရအောင်နှစ်ဖက်လုံးဒီစားပဲထိုးထားပြီဖိုက်တာတင်ထားတယ်မိပြီညိုလေးမိပြီအာပဟိုဘက်ဖိုက်တာကလည်းကောင်းတယ်ကောင်းတယ်အပြက်ပြက်ပိုက်ထွေးပါလေရ4-2ပါခင်ဗျာနော်ညိုလေး1လေးခုထားတယ်ဘယ်လေးတင်ထားပြီညိုလေးကောင်းတယ်ဗျာနော်ဘလို့ဆယ်မလဲဗျာဖွားတွေကလည်းနော်ဘိုးတော်ကတော့ဘေးနေမဟောပဲနဲ့ဒီမှာလီတိုက်နေတယ်ဗျာနော်ပြောလားအပပကောင်းတယ်ခင်ဗျာနော်ကောင်းတယ်ပြန်နေကောင်းညိုလေး1လေးခုထားပြီဘယ်လေးလိုက်တင်ထားတယ်ပါသွားပြီအဲ့ဒါတင်ထားတယ်အပပဟေ့အောင်ကြီး5-2ပါခင်ဗျာနော်မှတ်ကတော့အရှင်သိန်းကတာနေရမြဟိုလာပြီဘယ်လေး1လေးခုပြီးတင်ထားတယ်ကြံတယ်ညိုလေးခွဲပစ်ထားတယ်ကွင်းပြင်းကိုရောက်သွားပြီခင်ဗျာနော်ဝေးသွားတယ်မြ6-2ပါခင်ဗျာနော်အမှတ်တမထက်တက်သွားပြန်ပြီဘယ်လေး1လေးခုထားတယ်တင်လိုက်ပြီညိုလေးကောင်းတယ်ခင်ဗျာနော်သူအဲ့နေရာပဲနေတက်တာသလားကောင်းတဲ့ခုထားပြီတင်လိုက်ပြီဘယ်လေးမိသွားပြန်ပြီဒါရောက်တယ်ညိုလေးကောင်းတယ်ခင်ဗျာနော်ဘယ်လေးရဲ့နေရာပြောင်းနေလို့ပြောလိုက်ဘယ်လေးရဲ့မိချင်းတဲ့အတူညိုလေးရဲ့ခွဲချင်းတွေရလဲတကယ်အလုပ်ဖြစ်တယ်ခင်ဗျာနော်ညိုစားပဲထိုးထားပြီကောင်းတယ်ပဲခုတယ်ခင်ဗျာနော်မြေကြီးနဲ့တော့နမ်းပြီးတော့ဘယ်လေးမိသွားပြန်ပြီပြက်တယ်ညိုလေးပြစ်ထားပြီကောင်းပါတယ်ကွာနော်ဘယ်လေးတော့ထပ်မှန်တစ်လုံးဆယ်သွားပြန်ပြီခင်ဗျာနော်တက်တယ်ကိုဟုတ်တောင်းရတယ်ဖိုက်စမဖိုက်ဘယ်လေးကတော့ sorry ဘယ်လေးကတော့ကောင်းတယ်ခင်ဗျာနော်ယူလေးကတော့ဒါကတော့ထုံးစံအတိုင်းပါပဲခင်ဗျာနော်သူကတော့ဒါအကျင့်ပါနေခင်ဗျာနော်ညင်းတော့အကျင့်ပါနေဖြစ်ပါတယ်နော်ကောင်းတယ်ခင်ဗျလို့ဒါအကျင့်ပြုလို့ပါနော်ညူလေးကတော့ညင်းတော့ညင်းတတ်ရပါလားမညင်းညူလေးမဟုတ်ဘူးခင်ဗျဖိုက်တာ1လေးခုထားပြီကိုတင်ကိုအမလီကောင်းလိုက်တာခင်ဗျာဖိုက်တာဆက်ချင်းကောင်းတယ်နော်ဆက်ချင်းလေးတွေတေးကြကဲအရှင်စားပြီးထိုးထားပြီညိုလေး1လေးထုတ်ထားပြီဘယ်လေးတင်ထားတဲ့ညိုလေးကောင်းတယ်ခင်ဗျာနော်ညိုလေးကလည်းအဲ့လိုမပြောနဲ့တွေးကိုအားကိုရတယ်ပါကြည်သွားလို့ငါတို့ကိုပြောပြမယ်အောင်ပြောကြမှာဟာကောင်းတယ်ခင်ဗျာနော်ညိုလေးရဲ့ပြိသက်တွေကလည်းဝိုင်းကူပြောပြီးမယ်ဆိုတဲ့အနေထားမှာတော့မနေ့တော့လာပြီဖိုက်တာကိုတင်ကိုကျန်သွားပြီကောင်းတယ်ခင်ဗျာနော်မုံနှစ်ယောက်ပူသွားတာသူတွေ့ပါလေရှေ့ဆွဲပါဖိုက်တာ
ကောက်ပါပူးသွားတွေ့ရောဝေး ကောင်းနေစားပြီးတယ်ဟုတ်ပါမလားကွာ လမ်းလျှောက်လာထင်လို့စားမယ်မထိုးဘူးလားလို့ ကောင်းတယ်ခင်ဗျာနော်ပိုက်လာကြည့်တယ်ထင်တာခင်ဗျာမဟုတ်ဘူးများစားပြီးတက်ထိုးတာ ဟုတ်လားခင်ဗျာကျွန်တော်တို့ထင်တာတက်တက် ကောင်းနေ မဟုတ်ချင်းလုံးကြိုက်ကွာတက်စီရတော့ ပရိသတ်တွေပြောနေတဲ့ညူလေးကစားပြီးထိုးလို့ရှိရင်ဘယ်နှစီနော်ဒါညူလေးကတော့ ခင်ဗျာညူလေး နော်ညူလေးခံလိုက်ရပြီခင်ဗျာဒီခေါက်တော့နော် ညူလေးရဲ့ညီလေးမဲလေးပါခင်ဗျာဟုတ်ပါလား ဒီခေါက်တော့ညူလေးကခံလိုက်ရပြီဖြစ်ပါတယ် ညူလေးကမဲလေးဆရာဘယ်ရတော့ ကဲဖိုက်တာစားပြီးပြောင်းထိုးထားတယ်မိုးပြန်ချုပ်လေးကိုပြောင်းထိုးတာဘယ်မဟုတ်ခင်ဗျာဘယ်ကြီးခင်ဗျာဘယ်ကွင်နဲ့ထိုးထားတယ် ဖြစ်တဲ့ မိသွားပြီပြန်ပါလာပြီဘယ်လေးပြန်ခုထားတယ်ဘယ်လေးပြန်တင်ထားပြီညူလေးကောင်းတယ်နော်ညူလေးစားပြီးထိုးထားပြီဘယ်လိုင်းကိုထွက်သွားတယ်ပြန်တင်ထားပြီပါလာပြီ မထီတော့ဘူး ဘယ်လေးကောင်းလေးနဲ့တင်ထားတယ်ညူလေးဗတ်လိုက်တယ်အာပပပပ ငါစိတ်ကုန်နဲ့ကပ်မိတာ နည်းနည်းအားလေးထည့်တွန်းလိုက်ပေါ့နော် ဟုတ်လေစကောကကျွန်တော်တို့မှရအဲစကောတွေပါရကျွန်တော်တို့မှရ ကောင်းဆုံးအဲ့ဒါကို အာ ပြောနေတာ ယူခနေတယ်ခင်ဗျာနော် အဲ့ဒါကိုကြောက်အောင်ထိုးပြကမှာ ကောင်းတယ် 2သိန်းရှိတယ် ကဲစစ်អော်သွားပြီခင်ဗျာနော်ညူလေးဘက်ကတော့ level 2သိန်းထပ်ခေါ်ထားပြီခင်ဗျာ ထွက်လာပြီခင်ဗျာကောင်းမြန်ပြီခင်ဗျာ ကောင်းတယ်ဟေးတင်ထားတယ်ရောက်တယ်ဟော ကုန်တော့မထီပါ ဘကခေါင်းနဲ့တင်တာသေချာရောက်တယ် ရောက်တယ် ကဲဝဲရတော့ကြိတ်နေပါပဲခင်ဗျာနော်စစ်អော်ပါ ညီကြီးနားပါဆောသားဒီလိုမျိုးပါကိုချက်ဟောဟောအချိန်လွန်သွားနောက်အောက်ကထွေထိုးရမယ်နှာခေါင်းလေးပါလေတတိအဲ့ လေးဖြုတ်ထားပြီ အေးပါသူကကြည့်ပါ ဖိုက်တာကိုတင်ကိုပါကောင်းတယ်ဟောသူဆက်ချင်းလေးလှရနော် ချင်းလုံးနည်းနည်းမြင့်ရှေ့ကိုပုတ်ချတယ်ချင်းလုံးနှိမ့်သွားနောက်ကိုပြစ်တယ် လေလေးဝမ်းလေးခုထားပြီးတင်ထားပြီး ကောင်းလုံး ညိုလေးကောင်းတယ်ဟွာညိုလေးခွဲခြင်းနဲ့တေးကြ ဖေကိုမရိုက်ပါနဲ့အတန်ထွက်တယ် ညိုလေးကတော့ဖွားတစ်လုံးပုတ်မဲ့ဆိုဖင်တစ်ချက်ရိုက်ပြီးမှပုတ်တာခင်ဗျာနော် အရောက်လာကော့နော် ဒီစားပဲထိုးထားပြီးခြေခွင်ထဲမှာပြန်ပါလာပြီး စေးဟိုတရားဟေးဟေးဟုတ်ကဲ့ခင်ဗျာ ဟုတ်ပြီဒါလည်းကျွန်တော်မသိဘူးလေ ဟိုမထိပါနဲ့ လွတ်ရ ကျွန်တော်လွတ်ပြီပါတယ် ဟုတ်တယ်ပြီးပါ ဟုတ်လေပေးတာပေးတယ်လေမင်းတို့ပြောတာမဟုတ်ငါပြောတာ ဟုတ်တယ်ဟုတ်တယ် မင်းကလေ ဘာဖြစ်လို့ကိုမန် မာမယ် တင်ထားပြီးဖိုက်တာအပ်ပါစိတ်ဆိုးဖွားတယ်ခင်ဗျာနော်ကဲအဲ့စစ်နဲ့ကွင်းချိန်သွားပါပြီခင်ဗျာကဲဒါကတော့ရွာကန်ဖိုက်တာ2ယောက်ပါခင်ဗျာနော်ဖိုက်တာ2ယောက်လစ်လဲ2ယောက်လုံးလစ်လို့ရတယ်ခင်ဗျာနော်ကောင်းတယ်ညိုလေးစားပြီးတစ်လုံးဖြုတ်ထားတယ်ဖိုက်တာကိုတင်ကိုပဲကောင်းလိုက်တာရောင်ရေးပျောက်လိုက်တာဖွားကြီးဟုတ်ပြီရွာကန်စားပြီးထိုးထားတယ်အပပဖယ်လေးတင်ထားပြီညိုလေးကောင်းလိုက်တာခင်ဗျာညိုလေးတို့စားပိတ်ရမယ်ခင်ဗျာညိုလေးစားပိတ်ထိုးထားတယ်